ရားတရားဟောနေတဲ့အချိန်မှာပုဏ္ဏဘသူလို့ခေါ်တဲ့ဘလူးမကသမီးလေးကိုခမကတိခွာသားလေးကိုလက်ကဆွဲပြီးတော့ကျောင်းအနီးနားမှာအစာလားရှာတယ်သူတို့စားစရာရှာတဲ့အစားစာကလည်းတန်ဃာတော်များကစွန့်ကြံကုန်းကြံလေးတွေတပိတ်ထဲကဆေးလိုက်လို့ကျောင်းဝင်းပြင်မဲ့ထွက်သွားအဲ့ဒါမျိုးလေးတွေကောက်စားတယ်အဲ့ဒါမျိုးလေးတွေစားစရာမရှာဘူးဆိုရင်နှက်တို့တလိပ်တို့သွေးတို့ပြည်တို့ဒါမျိုးကိုရှာစားတဲ့အဲ့ဒီတော့စာရှာလို့ကအဆင်မပြေဘူးကျောင်းဝင်းတစ်ပတ်လည်းမှာရှာလို့မတွေ့တော့လှည့်ရှာရင်းနဲ့ဇေတဝန်ကျောင်းရဲ့ကျောင်းပေါက်ဝကိုရောက်သွားတယ်ကျောင်းကြီးတဲ့လှမ်းပြီးတော့ကြည့်လိုက်တဲ့အခါဘုရားကတပည့်တန်ဃာတွေကိုတပည့်ပရိသတ်တွေကိုတရားဟောဟဲ့တန်ဃာတွေလည်းအများကြီးလူတွေလည်းအများကြီးတရားနာနေကြတာဒါအလှလုံးတာထင်တယ်ညနေပိုင်းဆိုတော့အဖျော်ရမကတွေလှူမယ်စတုမူတွေလှူမယ်လှူရင်းနဲ့ပကံတွေကခတ်တဲ့အောက်ကိုဇွန်းတွေကခတ်တဲ့အောက်ကိုနည်းနည်းကြရင်ငါတို့စားစရာတော့ရတော့မယ်ဆိုပြီးတော့သားကြီးမပူနဲ့စားစရာရတော့မယ်ဒီလိုပြောကောင်းပြီအမေဆိုပြီးတော့အဲ့ဒါမှကြောင်းနဲ့ဝင်တယ်ဒီမျိုးသမီးရဲ့ဒီဘလူးမရဲ့အဲ့ဒါတရားရနိုင်တဲ့ဥပနိဒေယကြောင့်ဘလူးလည်းဘာမှပြောဘူးပြိတ္တမတားနိုင်ဘူးပေါ့ကြောင်းနဲ့ဝင်သွားတယ်စားစရာလိုချင်လို့ဝင်တာတရားနာချင်လို့ဝင်တာမဟုတ်ဘူးကျောင်းနဲ့ရောက်တော့မြတ်စွာဘုရားတရားဟောနေတယ်မြတ်စွာဘုရားတရားရဲ့အတန်တော်ကလည်းအံ့ဩစရာပရိသတ်ကတစ်ဆက်တည်းနေမယ်ဆိုရင်စัจ java လာကြီးတစ်ခုလုံးပြည့်နေပါစေတဲ့အတန်ချက်ဆက်မလို့မြတ်စွာဘုရားအတန်တော်ကိုရောက်တယ်ဘုရားတရားနာနေတဲ့ပရိသတ်နဲ့မဆက်မိဘူးဆိုရင်လည်းတစ်လက်မနှစ်လက်မလောက်ချသွားရင်တော့ဘုရားရဲ့တရားဟာမကြားရဘူးတဲ့နှစ်တောင်တော်ဟတ္တပချသွားရင်ဘုရားတရားစာမကြားရဘူးအဲ့တော့ဘလူးမှသားမိလဲတူးသွားလိုက်တာပထမတော့ဘုရားတရားစာမကြားပရိသတ်နဲ့ဒီဘလူးမှတစ်ဆက်တည်းလဲထိုင်ပြီးလိုက်ရောဘုရားတရားစာကြားလဲကြားရောပြိဿအဲ့ဒီဘလူးမှထိုင်ချလိုက်တယ်ထိုင်ပြီးတော့ပြိဿအဲ့ဒီမှာတရားနာတော့ငြိမ်ပြီးတော့ပြိဿသွားပြီတရားတဲ့စိတ်ရောက်သွားပြီသားလေးခေါ်လည်းမရဘူးသမီးလေးငိုစံလည်းသူမကြားဘုရောမကြားတော့သားဖြစ်သူလေးကအမေရဲ့ခန္ဓာကိုပုတ်မယ်ပေါ့အမေဒီတဲ့ရောက်ရင်စားစရာရမယ်ဆိုဘာဖြစ်လို့ခုငြိမ်သွားတာလဲဘာဖြစ်လို့ကြောက်ရွံ့ကြီးလို့ဖြစ်သွားတာလဲညီမလေးငိုနေပြီမေမေရဲ့စားစရာရှာပေးပါဒီလိုပြောတော့အဲ့ဒီဘလူးမပြော